Give her a little bit of time and she'll come back. Taylor's right. She's making complete sense, okay? She's gonna come back, and when she does, we will just admit we screwed up, say we're sorry, we'll own it. And until that point, I want everybody to just suck it up and act like adults. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့် idea လေးကတော့ suck it up ပဲဖြစ်ပါတယ်ပုံမှန်ရိုးရိုး suck တစ်လုံးနဲ့အသုံးကတော့စုပ်တယ်စုပ်တောက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါ She was sucking milk through the straw သူနွားနို့ကိုပိုင်နဲ့စုပ်တောက်တယ်လို့ပြောတာပါ suck it ကတော့ဒီလိုအဓိပ္ပာယ်မျိုးမဟုတ်တော့ပါဘူးမကောင်းတာတစ်ခုကိုလက်ခံပြီးတော့ကိုယ်စိတ်ကိုထိန်းပြီးတော့ရင်ဆိုင်တယ်ဆိုတဲ့သဘောမျိုးဖြစ်သွားပါတယ်မကောင်းဘူးဆိုပြီးတော့ complaint တက်နေမဲ့အစားတီးခံပြီးလှုပ်ရှားရှိရဆက်လို့ဆိုတဲ့သဘောမျိုးပါဥပမာအလုပ်တွေပါမပြီးလို့အချိန်မိုးတွေပါလောက်ရတဲ့အခါမျိုးမှာ I know you're tired but we have to finish so suck it up မင်းတို့ပင်ပန်းနေတာတော့သိပါတယ်ကွာဒါပေမဲ့ငါတို့ကဒါကိုပြီးအောင်လုပ်မှဖြစ်မှာပြီးခံပြီးတော့ဆက်လုပ်ကြဆိုပြီးတော့ဖြစ်သွားပါတယ်ဒီရုပ်ရှင်လေးထဲမှာတော့ Christmas နေ့မှာမိသားစုတွေအပြင်သွားတဲ့အချိန်မှာသူတို့ရဲ့အမေမပါတာကိုသတိမထားမိပဲနဲ့ထွက်သွားမိကြတာပေါ့အဲ့မှာအမေကစိတ်ဆိုးပြီးတော့အိမ်ကနေထွက်သွားတယ်ပြီးတော့ဖုန်းတွေပါရလည်းကင်တော့ဦးလေအဲ့လိုအမေကစိတ်ဆိုးပြီးတော့ထွက်သွားတော့ချက်မှာပြုတ်မှာတို့ Christmas နေ့မှာမုန်းလုံးမှာတို့လက်ဆောင်ပေးမှာတို့အဲ့ဒါတွေကိုလုံးလို့မရတော့ဘူးပေါ့အဲ့တော့အမေကပြန်လာမှာပါကွာငါတို့အဲ့ဒါတွေကိုသူမရှိပဲလောက်အောင် suck it up တီးခံပြီးတော့အမေပြန်လာတဲ့ဆောင်ကြမယ်ပြီးတော့အဲ့ဒါတွေကိုအမေမပါပဲလောက်ကြမယ်ဆိုပြီးတော့ပြောသွားတာပါရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး Give her a little bit of time and she'll come back. Taylor's right. She's making complete sense, okay? She's gonna come back, and when she does, we will just admit we screwed up, say we're sorry, we'll own it. And until that point, I want everybody to just suck it up and act like adults. ဒီနေရာလေးမှာတော့အုံးရဲ့အတုံးလေးကလည်းထူကြပါတယ်ကျွန်တော်တို့တွေ့နေကြပုံစံအတိုင်းပိုင်ဆိုင်နေဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့တစ်ခုခုကိုအမှန်တိုင်းပဲလက်ခံလိုက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်ရုပ်ရှင်လေးထဲမှာဆိုရင်တော့ we just admit we screwed up ငါတို့တလွဲတွေလုံးမိသွားတယ်ဆိုတာကိုဝန်ခံကြမယ် say we are sorry ငါတို့တောင်းပန်ပါတယ်လို့ပြောမယ် and we own it ငါတို့လက်ခံရမယ်အမေကြီးကငါတို့အတွက်တွေလုပ်ပေးပေမဲ့ငါတို့ကအမေကြီးကိုတော့မေ့ပြီးတော့ထားခဲ့တယ်ကြည့်မဆိုင်မိဘူးဆိုတဲ့အမှန်တရားကိုလက်ခံရမယ်ဆိုပြီးတော့သုံးသွားတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်